မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့အိမ်မှာ9000ရှက်ပါမယ်9000ကိုဘယ်လိုရှက်လဲဆိုတော့အားလုံးပဲအတူတူလိုက်ကြည့်ပေးပါအောင်ခင်ဗျာငါးလေးတွေကိုတိကျတန့်စင်ပါမယ်ငါးတွေကိုအကြီးခွန်နေရှက်ဥတွေနှုတ်ပေါ့ဗျာပြီးတော့ရေလေးတိကျဆေးပေးလိုက်ပါမယ်ရေနှစ်ထပ်သုံးထပ်လောက်ဆေးပြီးတော့ငါရှက်ဖို့အတွက်စတင်ပြင်ဆင်ပါမယ်ဟင်းရင်အရင်တည်ထားပါမယ်ဟင်းရင်ကိုစနွင်းစားအရှုံမောငပိနေနဲ့ထည့်မယ်ငရုတ်သီးစိမ့်ထောင်းတာထည့်မယ်ဟင်းရင်ကိုတည်ထားပါမယ်ဟင်းရင်ဆူလာပြီဆိုတော့ငညို့ကိုထည့်လိုက်ပါမယ်ဗျငါကနည်းနည်းညှိပါတယ်သူများတွေငါရှက်ညှိရဲမစားရှင်ဘူးပါညာလို့ပြောကြတယ်ဗျအဲ့ဒါရှက်ဖို့မတက်လို့ပါငါဆိုတဲ့မျိုးကတော့ညှိမှာပဲပေါ့နော်ဒါပေမဲ့80ရာခိုင်နှုန်းလောက်အညှိနဲ့ပြအောင်ရှက်လို့ရပါတယ်အဲ့လိုရှက်ဖို့အတွက်ကြက်သွန်ဖြူကြက်သွန်နီဂျင်းတွေကိုဟင်းအရင်တည်ထားရပါတယ်ဒါဆိုတော့ညှိနဲ့လုံးဝမနိုင်တော့ပါဘူးခင်ဗျာငါကြက်ခါနီးဆိုရတော့နန်နန်ပင်လေးကိုအုပ်ပေးရပါတယ်နန်နန်ပင်အုပ်ရင်အုပ်မအုပ်ရင်တော့ပင်စင်းတို့ရှမ်းနန်နန်တို့မှုရတဲ့အနက်လေးထည့်ပေါ့ဗျာဒါဆိုတော့ငါညှိတဲ့အနက်အား80ရာခိုင်နှုန်းလောက်ပျောက်သွားပါတယ်ခင်ဗျာငါတောက်ဆန်းဖြစ်တဲ့အတွက်ကြောင့်စားခါနီးလေတံပြာသီးလေးညှစ်ပေါ့ဗျာငါ့ကိုစီပြန်ရှက်စားနေတဲ့လူတွေကြာလာတော့ရိုးလာတယ်ပေါ့ဗျာအဲ့တော့ဒီလိုလေးရှက်စားကြည့်ပါလို့အကြံပြုရှင်ပါတယ်ဒီနေ့တော့ပဲပြားသီးလေးဝယ်လာပါတယ်ပဲပြားသီးကိုကျွန်တော်ကငရုတ်သီးစိမ့်လေးညှောက်ထည့်ပြီးတော့ရှက်မှာဖြစ်ပါတယ်အသီးရွက်လေးစားတာကကျန်းမာရေးအတွက်အရန်ညီညွတ်တယ်ပြီးရင်ဝိတ်ရှာနေတဲ့လူတွေအတွက်စင်ပြေစီပါတယ်စီလည်းမထည့်ပဲနဲ့ပဲပြားသီးလေးကိုငရုတ်သီးစိမ့်လေးနှစ်ရှမ်းပြီးတော့ရှက်မှာဖြစ်ပါတယ်ရှက်ကလည်းအရန်လွယ်ပြီးတော့အိမ်ရှက်ဟင်းနေတာတစ်ခွက်ဖြစ်ပါတယ်ခင်ဗျပဲပြားသီးကိုကြက်သွန်နီလေးအုပ်ပြီးတော့ရှက်လိုက်တော့မှုေးပြီးတော့စားလို့လည်းကောင်းစေပါတယ်ဒီလိုအသီးရွက်ကြိုက်တဲ့လူတွေရှိလာဗျာကျွန်တော်ကတော့အသီးရွက်ကိုအရန်ကြိုက်ပါတယ်စီမထည့်ပဲနဲ့ရှက်တာကိုပို့ပြီးတော့ကြိုက်ပါတယ်ခင်ဗျကဲပဲပြားသီးလေးနူးလာပြီဆိုတော့စားရှုံမုံထည့်ပြီးအဖုံးလေးအုပ်ပြီးတော့ရှက်ထားလိုက်ရင်ခဏနေတော့ထုတ်လို့ရပါပြီခင်ဗျပဲပြားသီးလေးရှက်ပြီးတော့ထမင်းစားမှာဖြစ်ပါတယ်အားလုံးပဲဒီလိုလိုက်ရှက်စားကြည့်ပါနော်ဗီဒီယိုလေးကိုလည်းစောင်းအောင်ကြည့်ပေးဦးနော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျဈေးထဲမှာတပြုတ်သီးတွေ့ရနဲ့ဝယ်လာလိုက်ပါတယ်တပြုတ်သီးကိုကြက်တောင်ပတ်လေးနဲ့ဟင်းတောက်ကြိုတော့မှာဖြစ်ပါတယ်ဗျဒီစီရိုရောဒီအသီးကိုဘယ်လိုရှက်စားဘူးလဲဗျအထူးသဖြင့်ဒီအသီးကရခိုင်ဒေသနဲ့အေယာဝတီတိုင်းပသိမ်မြောင်းမြဖက်တွေမှာရှိရဲလို့ကျွန်တော်ကြားဖူးပါတယ်စီရိုဒေသမှာရောဒီအသီးရှိလားဗျဒီအသီးရှိရောဘယ်လိုခေါ်လဲဆိုတာကိုပြောပြခဲ့ပါဒီအသီးလေးကိုအမျိုးမျိုးရှက်စားလို့ရပါတယ်ဗျငါးပစုံနဲ့ရှက်စားလို့ရတယ်လို့ဝက်ရှစ်တောက်နဲ့စွပ်ပြုတ်ကြိုတောက်လို့လည်းရပါတယ်အခုတော့ဒီနေ့ကျွန်တော်ကတော့ကြက်တောင်မယ်နဲ့ဟင်းတောက်ကြိုတောက်မှာဖြစ်ပါတယ်ဒီအသီးကိုအပြင်အပတ်2ခွန်လောက်ခွာလိုက်ပြီးတော့အထက်ကအခွန်နုလေးတွေကိုယူတာဖြစ်ပါတယ်စားတာတော့မတန်ဘူးဗျတစ်လုံး1900တောင်ပေးရပြီးတော့ကျွန်တော်အထက်မှာအသားနည်းနည်းလေးပဲပါပါတယ်ဈေးတော့နည်းနည်းကြီးရပါဗျဈေးကြီးရတဲ့အကြောင်းရင်းကလည်းဒီအသီးကရန်ကုန်မှာမရှိဘူးလေနော်နေကနေကားစီးပြီးလာရတယ်ဆိုတော့လေဈေးကြီးရတော့မဆန်းပါဘူးဗျရာသီစားလေးဆိုတော့လေဗျဈေးကြီးလည်းစားရတာပေါ့နော်မိုးရာသီကြပြီဆိုတော့ကျွန်တော်တို့စားချင်တဲ့စိတ်ကပေါ်လာရောကဲတပြုတ်ဒီဟင်းတောက်ကြိုတောက်တာတအားလွယ်ပါတယ်မနေ့စာပဲစားညနေစာပဲစားဒီလိုဟင်းတောက်လေးတစ်ခွက်ပါမှပဲထမင်းမိန်စီတာဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းစောင့်အောင်ကြည့်ပြီးခဲ့ကြအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာပါကျွန်တော်ဒီနေ့ကတက်ဦးရှက်ပြမှာဖြစ်ပါတယ်ကတက်ဦးကိုအိမ်မှာရှိတဲ့ပစုံလေးအမျိုးထည့်ပြီးတော့ရှက်မှာဖြစ်ပါတယ်ခင်ဗျာအရင်ဦးဆုံးကတက်ဦးလေးကိုနှစ်ပိုင်းပိုင်းပြီးတော့အခွန်လေးတွေကိုဓာတ်လေးနဲ့ရှစ်လိုက်ပါမယ်ဟိုတော့လှီးတဲ့အခါတတိထားမှာကဒီကတက်ဦးကရှော့တဲ့အတွက်ကြောင့်လက်ကိုတော့တတိထားနော်ဓာတ်ရှမှာဆိုလို့အခွန်ခွာပြီးရင်တော့အချောင်းလိုက်တိုင်းပဲရေစီးပေးပါမယ်ရေစီးပြီးတော့ရှက်ဖို့အတွက်အနေတော့ပိုင်းလေးတွေပိုင်းပေးပါမယ်ဗျအနေတော့ပိုင်းလေးပိုင်းလို့ပြီးအဖန်ရည်ထွက်အောင်လို့တရေလောက်ပြုတ်ပေးပါမယ်ဒီကတက်ဦးကမိုးရသည်မှာပဲစားရတာပါဆေးဘက်ဝင်တယ်လို့လည်းပြောတန်ကြတယ်ဗျရင်းနှီးစုတဲ့ထဲမှာကတက်ဦးလေးထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့တရေလောက်နူးအောင်ပြုတ်ထားလိုက်ပါမယ်ပြုတ်ထားတဲ့အချိန်မှာတော့ကတက်ဦးချက်တဲ့ခါထည့်ဖို့အတွက်ပစုံလေးကိုထောင်းပေးထားပါမယ်အိမ်မှာပစုံ6မရှိရနဲ့ပစုံအစိမ်းကိုလှော်ပြီးတော့ထောင်းထည့်လိုက်ပါတယ်ခင်ဗျာအခုဆိုရတော့ကတက်ဦးလေးကလည်းစူလာပြီဆိုတော့ဒီတရေကိုတုံပြီးတော့ရေအသစ်ထပ်ပြီးတော့ထည့်ပြီးရှက်ပါမယ်ရေစစ်ထားတဲ့အချိန်မှာရှက်ဖို့အတွက်ပြင်ဆင်ပါမယ်ငပိနည်းနည်းထည့်ထောင်းထားတဲ့ပစုံထည့်ပြီးတော့ရင်းနှီးစုအောင်တည်ထားပါမယ်ရင်းနှီးစုလာတဲ့အခါကတက်ဦးလေးထည့်လိုက်အောင်ပါပဲနူးအောင်လို့တရေလဲပြုတ်ထားဆိုတော့အကြာကြီးလဲရှက်စရာမလိုတော့ပါဘူး
အရသာလေးအနေတော့ဖြစ်ဖို့စားအရှုံမှုထည့်လိုက်ပါမယ်အဖုံးအုပ်ပြီးတော့စုအောင်ထိထားပါမယ်အိုးမချခင်ထည့်ဖို့အတွက်ကြက်သွန်ဖြူလေးလည်းထောင်းထားပါမယ်စူလာပြီဆိုတော့ထောင်းထားတဲ့ကြက်သွန်ဖြူလေးထည့်ပြီးတော့ပင်စင်းရွက်လေးအုပ်ပြီးရင်အိုးချလို့ရပါပြီဒီကတဲ့ဥချက်မှာပင်စင်းရွက်လေးနဲ့တော့အလိုက်ဖက်ဆုံးဖြစ်ပါတယ်မိုးရသည်မှာပဲစားရသည်စားလေးပေါ့ဗျာအားလုံးပဲဒီလိုလိုက်ရှက်စားကြည့်နော်ကတဲ့ဥကဆေးဖက်လက်ဝင်တယ်လို့ပြောတန်ကြပါတယ်ဘယ်လိုဆေးဖက်ဝင်လဲဆိုတာကို comment ဝင်ရေးပေးခဲ့ကြပါအောင်ခင်ဗျာစီလုံးဝထက်ချက်စရာမလိုပါဘူးဗီဒီယိုလေးကိုလည်းအဆုံးထိအားပေးခဲ့ကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ငပိကြိုပြသွားမှာဖြစ်ပါတယ်ငပိမကြိုတတ်တဲ့လူတွေဒီဗီဒီယိုကိုဝင်ကြည့်သွားနော်ငပိကိုစားလုံးဝမငန်အောင်ကြိုနေဖြစ်ပါတယ်ငပိကဘယ်ငပိမဆိုငန်ပါတယ်ကြိုတဲ့အခါအရေးကြီးတာပါငပိကြိုတဲ့အခါရေများများလေးနဲ့ကြိုပေးရပါရေများများလေးနဲ့ကြိုမှအငန်တက်ကပျောက်သွားတာပါရေများများလေးနဲ့ကြိုမယ်မိသားစုများရင်များသလောက်စားခါနေကို့အနေတော့ကြည့်ပြီးတော့ရေလေးကိုထပ်ထပ်ပေးရပါတယ်ပြီးတော့အရေကျဲကျဲထဲမှာအရေလေးပြစ်ပြစ်လေးဖြစ်ဖို့အတွက်ငရုတ်သီးစိမ်းထောင်းပြီးတော့ထည့်ရပါတယ်ဒီနေရာမှာပစုံ6တွေထောင်းထည့်လဲရတယ်အရတော့ကိုကြိုက်တယ်လို့စီမံပြီးတော့ထည့်မှာပဲစားလို့ကောင်းတာဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်ကပစုံအကောင်ကြီးထည့်ပြီးတော့အပိကိုခေချာလေးပြင်ဆင်ထားပါတယ်အနက်လေးမှွေဖို့အတွက်ကြက်သွန်ဖြူလေးတွေကိုလည်းမိဖုတ်ပြီးတော့ထောင်းမှာဖြစ်ပါတယ်ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူလေးကိုထောင်းပြီးတော့ငပိရထဲမှာထည့်လိုက်ပါမယ်ငရုတ်သီးစိမ်းနဲ့မစားချင်တော့ငရုတ်သီးအမှုန့်လှော်ပြီးသားအမှုန့်လေးထည့်ပြီးတော့လည်းစားလို့ရပါပြီစားလို့ရပါတယ်ငရုတ်သီးစိမ်းလေးကနေတော့ကျွန်တော်အယောင်တင်လည်းထည့်လိုက်ပါသေးတယ်အသင့်ပြင်ထားတဲ့ပစုံလေးလည်းထည့်ပါမယ်အခုတော့အရန်စားလို့ကောင်းမယ်ငပိရတစ်ခွက်ရပါပြီဗျဒီလိုကြိုလို့ရှိရင်တော့ငပိရငန်းဆိုတော့မငန်းတော့ပါဘူးစားခါနီလေးတံပြာသီးနဲ့ရှမ်းလေးညှစ်ထည့်လိုက်လို့ရှိရင်တော့အရန်ကောင်းတဲ့ငပိရကြိုလေးတစ်ခွက်ရပါပြီခင်ဗျာ